မင်္ဂလာပါကျွန်တော်အခုချင်းပြပေးမယ်ဗီဒီယိုဖိုင်လေးရတော့မျိုးတုံးပင်နာလေးဖြစ်တဲ့ PN81 ပင်နာလေးရဲ့ level တက်စင်ပုံလေးပဲဖြစ်ပါတယ်။ဒီမျိုးဆိုကျွန်တော်တို့ level ထည့်ဖို့ညာဘက်မှာရှိတယ်။ညာဘက်ဘေးမှာရှိတယ်ခလုတ်ကလေးကိုကျွန်တော်တို့ချက်နေပြီးတော့ဖွင့်ပေးရမှာဖြစ်ပါတယ်။ဖြူကကျွန်တော်တို့ level လေးကိုထည့်မယ်။ level လေးထည့်တဲ့အခါမှာလည်းကျွန်တော်တို့ level ဒီစတေကာသားပါတာကိုကျွန်တော်တို့အောက်ဘက်မှာထားပြီးထည့်ပေးရမှာဖြစ်ပါတယ်။ဘာကြောင့်အောက်ဘက်မှာထားပြီးထည့်ပေးရလဲဆိုတော့ကျွန်တော်တို့ပင်နာဟက်ဒီအောက်ဘက်မှာရှိတဲ့အတွက်ကြောင့်ပင်နာဟက်နဲ့ level လေးနဲ့ level သားပါနာနဲ့အပူပေးပြီးမှကျွန်တော်တို့စာထွက်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ level အသားပါနာလေးကိုကျွန်တော်တို့အောက်ဘက်မှာထားပြီးထည့်မယ်ထည့်ပြီးကနေကျွန်တော်တို့အကျက်လုပ်တဲ့ကောင်လေးကိုကျွန်တော်တို့ဒီဘက်လေးကိုနည်းနည်းလေးတွန်းပို့မယ်ဒီလို level ထည့်တဲ့အခါမှာလည်းဒီဘက် level အကျက်လုပ်တဲ့ကောင်လေးဒီကျွန်တော်တို့အရင်ကြီးလေးကျက်နေလို့လည်းမရဘူးချောင်းနေလို့လည်းမရဘူးပေါ့နော်ဒါအတော်နေလေးထားပြီးရင်ကျွန်တော်တို့ level ကိုကျွန်တော်တို့တရက်ကိုအပြင်ကိုထုတ်မယ်ပြီးရင်ကျွန်တော်တို့အကျက်လုပ်တဲ့ကောင်လေးကိုကျွန်တော်တို့အပြင်ဘက်လေးကိုကျွန်တော်တို့လော်လေးရှာမယ်ပြီးသွားရင်ကျွန်တော်တို့ပါပင်နာကိုအဖုံးပိတ်မယ်ပိတ်ပြီးသွားရင်ကျွန်တော်တို့တန်းထုတ်လို့မရသေးဘူးပေါ့နော်ဘလူးတွေရဲ့ဘေးမှာကျွန်တော်တို့တီဆိုကြီးပေါ်နေမှရပါမယ်အဲ့ဒီတီရဲ့ဘေးမှာကျွန်တော်တို့ဂမ်မုဆိုကြီးပေါ်နေမှကျွန်တော်တို့ level ထုတ်လို့ရမှာဖြစ်ပါတယ်ဒီအောင်သိရဖို့အတွက်ကျွန်တော်တို့ဖိကလုတ်ကိုအကြိုက်တစ်ချက်ဖိမယ်ပြီးသွားရင်ကျွန်တော်တို့ဖိကလုတ်ကနေမဲ့တစ်ချက်ချင်းစီသွားမယ်ပေါ့ဒါနှိမ့်မယ်ကျွန်တော်တို့မကွန်လေးရင်းမှုဖြစ်နေတာကိုကျွန်တော်တို့ဂမ်မူပြောင်းမယ်ပြီးတော့လည်းကျွန်တော်တို့ဖိကလုတ်ကိုအကြိုက်တစ်ချက်နှိမ့်မယ်အဲ့ဒီဂမ်မူပြောင်းဖို့အတွက်ကျွန်တော်တို့ဂမ်မူပြောင်းမှုရပြီဆိုရင်ကျွန်တော်တို့နောက်တဲ့ TFPN မှုပြောင်းဖို့အတွက်ကျွန်တော်တို့ ESC မှုဖြစ်နေတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ TFPN ပြောင်းရင်ကျွန်တော်တို့ power ခလို့လေးတစ်ချက်နေပြီးပြောင်းမယ်ပြီးရင်ဖိကလုတ်ကိုတစ်ချက်နေမယ်ဒါပြီးသွားရင်ကျွန်တော်တို့သူက movement ပြီဆိုတာနဲ့သူကသူ့ auto အပိတ်လုံးမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ level ထုတ်လို့ရပါမယ်ဖြစ်ပါတယ်